အိမ်အောင်ရဲ့အစင်မပြေမှုတွေကြားကနေရုံးထွက်ပြီးစစ်မှန်တဲ့မြစ်တာကိုရှာဖွေတွေ့ရှိသွားတဲ့လူငယ်တယောက်ရဲ့အကြောင်းကိုအကြောင်းထက်သောအတိတ်နှင့်နှွေးထွေးသောလက်တစုံဆိုတဲ့ဝတ္ထုအားဖတ်ပြပါမယ်ရှင်။ဒါအပွားစီမှာခဏနေတော့ဆိုတဲ့စကားကကျွန်တော်ဘဝရဲ့နောက်ဆုံးကြားခဲ့ရတဲ့မိဘနှစ်ပါးစုံနေတဲ့စကားတန်ပါပဲ။ပေပေနဲ့မေမေဟာတယောက်ကိုတယောက်အပြစ်တင်စကားတွေအော်ဟစ်တန်တွေနဲ့အိမ်ကိုမီးဟုံးဟုံးတောက်စေခဲ့ကြတယ်။နောက်ဆုံးတော့အဲ့ဒီမီးတွေကြားထဲမှာကျွန်တော်ဆိုတဲ့ကလေးငယ်တယောက်ပဲကြံရစ်ခဲ့ပြီးသူတို့နှစ်ယောက်ကတော့ကိုစီလန်းခွဲကအိမ်အောင်တစ်တွေစီကိုထွက်ခွာသွားကြပါတယ်။ကျွန်တော်အတွက်အိမ်ဆိုတာအဖွားရဲ့ခက်ဆုပ်ဆုပ်တက်သားအိမ်လေးဖြစ်လာခဲ့တယ်။အဖွားကကျွန်တော်ကိုသူ့မျက်စိရှိကအပြောက်မခံပဲချစ်ရှာပါတယ်။ဒါပေမဲ့ကြောင်းတက်လို့တခြားတငယ်ချင်းတွေမိဘနဲ့လာကြတာကိုမြင်တိုင်းရင်ဘတ်ထဲကတခုခုလိုအပ်နေတယ်လို့ခံစားချက်ကြီးကတော့ဖျောက်လို့မရခဲ့ပါဘူး။မိဘမြတ်တာဆိုတာဘလို့အရသာမျိုးလဲ။ဒီမေးခွန်းကိုကျွန်တော်ညတိုင်းကိုမေးခဲ့မိတယ်။အသက်အရွယ်ရလာပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာတော့ဟိုးငယ်ငယ်ကအဖွားအိမ်ရှိမှာမိဘတွေကိုစောင့်နေတဲ့ကောင်လေးတယောက်ရှိနေတော့ပဲလူတွေကြားထဲမှာရင်မောနေပေမဲ့ကျွန်တော်မျက်လုံးတွေကအမြဲတမ်းတစ်ခုခုကိုလိုက်ရှာနေတတ်တယ်။အဖေကလည်းသူ့မိသားစုအစ်စ်နဲ့အမေကလည်းသူ့ဘဝအစ်စ်နဲ့ကျွန်တော်စီကိုရန်ဖန်ရန်ခါပို့ပေးတတ်တဲ့ပတ်စံတွေကကျွန်တော်ရဲ့အထီးကျန်မှုကိုမဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ကျွန်တော်ဟာချစ်ချင်းမြတ်တာကိုငတ်မွတ်နေတဲ့တဲကန်နာရတဲ့ကလူတယောက်လိုပါပဲ။မင်းပါတွေငေးနေတာလဲထက်မြက်ဘေးနားကထွက်ပေါ်လာတဲ့လေတံအေးအေးလေးကြောင့်ကျွန်တော်သတိဝင်လာခဲ့တယ်။သူမကတော့နင်းကကျွန်တော်ရဲ့လုပ်ဖော်ကင်ဖက်ပြီးတော့ကျွန်တော်ရဲ့အတွင်းစိတ်ကိုပထမဆုံးမြင်အောင်ကြည့်နိုင်ခဲ့တဲ့မိန်းကလေးပေါ့။နင်းနဲ့ကျွန်တော်ရင်းနှီးလာကြတဲ့အခါကျွန်တော်ရဲ့အတိတ်အကြောင်းတွေကိုတစွန်းတစပြောပြဖြစ်ခဲ့တယ်။ထူးဆန်းတာကသူမဟာကျွန်တော်ကိုတနာတဲ့မျက်လုံးတွေနဲ့မကြည့်ပဲနားလည်ပေးတဲ့မျက်လုံးတွေနဲ့ပဲကြည့်ခဲ့တာပါ။ထက်မြက်မိဘတွေရဲ့အမားကရှင်ရဲ့အမားမဟုတ်ဘူး။ရှင်ကချစ်ချင်းမြတ်တာနဲ့ထိုက်တန်တဲ့သူတစ်ယောက်ပါ။သူမရဲ့ဒီစကားတခွန်းကကျွန်တော်လုံးသားထဲမှာနှစ်ပေါင်းများစွာပိတ်ထားတဲ့တကားကိုတွန်းဖွင့်လိုက်တယ်လို့ပါပဲသူမဟာကျွန်တော်ရဲ့အားနည်းချက်တွေကိုဖေးမှတ်ပေးတယ်ကျွန်တော်ရဲ့အထီးကျန်မှုကိုသူမရဲ့ဂရုစိုက်မှုတွေနဲ့အစားထိုးပေးခဲ့တယ်ကျွန်တော်မရခဲ့တဲ့မိဘမြတ်တာတွေကိုသူမကဇနီးလောင်းတစ်ယောက်တငယ်ချင်းတစ်ယောက်အနေနဲ့အကောင်းဆုံးဖြည့်ဆည်းပေးခဲ့ပါတယ်ယခုဆိုရင်ကျွန်တော်မှာကိုယ်ပိုင်အိမ်လေးတစ်လုံးရှိနေပြီအဲ့ဒီအိမ်မှာဟိုးရင်ကလိုအော်ဟစ်တန်တွေမရှိဘူးစူညံတန်တွေမရှိဘူးရှိတာကတော့နေ့ရဲ့ပြုံးရွှင်တဲ့အတန်နဲ့ကျွန်တော်တို့ရဲ့နှွေးထွေးတဲ့မြတ်တာတရားတွေပါပဲအဖွားကိုလည်းကျွန်တော်တို့နဲ့အတူခေါ်ထားပြီးလှုပ်ကျွေးခွင့်ရခဲ့တယ်ကျွန်တော်ငငယ်ကတောင်းတခဲ့ရတဲ့မိသားစုဆိုတဲ့အဓိပ္ပာယ်ကိုအခုမှပဲတကယ်သိခွင့်ရတော့တယ်အတိတ်ကဒဏ်ရာတွေကတော့အမာရွတ်အဖြစ်ကျန်နေအောင်မှာဖြစ်ပေမဲ့နေ့ရဲ့လက်ကိုစုပ်ကင်ထားတဲ့၍ကျွန်တော်ဘဝကအေးချမ်းနေအောင်မှာပါကျွန်တော်နားလည်သွားတာတခုကဘဝဆိုတာကိုမရွေးချယ်ခဲ့ရတဲ့အတိတ်တွေထက်ကိုယ်တိုင်ဖန်တီးယူတဲ့ပြစ္ဆုတ်ပံကပိုပြီးအရေးကြီးတယ်ဆိုတာပါပဲအိမ်အောင်ကြပြီးပထမဆုံးနှစ်တွေဟာအေးချမ်းခဲ့ပေမဲ့ထက်မြက်ရဲ့စိတ်ထဲမှာတော့ကြောက်စိတ်တစ်ခုကအရေးလိုလိုက်နေတော့ပဲအဲ့ဒါကတော့ငါမိဘတွေလိုငါလဲအိမ်အောင်ရေးပျက်စီးသွားမလားဆိုတဲ့စိုးရိမ်စိတ်ပါတခါတလေနှင်းနဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့အခါထက်မြက်ကစကားမပြောဘဲအခန်းထဲမှာအောင်းနေတတ်တယ်သူကရန်ဖြစ်ရမှာကိုအရန်ကြောက်တယ်ငငယ်ကမိဘတွေအော်ဟစ်ကြတာကိုမြင်ခဲ့ရတဲ့ဒဏ်ရာကြောင့်စကားများမဲ့အစားအရာရာကိုတိတ်ဆိတ်စွာနဲ့ပဲတုံ့ပြန်တတ်တာပါထက်မြက်ရှင်ဘာဖြစ်နေတာလဲဆိုတာကျမကိုပြောပါနင်းကသူ့ရဲ့အေးဆက်နေတဲ့လက်တွေကိုစုပ်ကိုင်ရင်းမေးတတ်တယ်ထက်မြက်ကတော့ခေါင်းငုံနေုံပဲတညမှာတော့နင်းကထက်မြက်ကိုရင်ခွင်ထဲထည့်ထားရင်းပွင့်ပွင့်လင်းလင်းပြောလာခဲ့တယ်ထက်မြက်ရှင်မိဘတွေကရှင်မဟုတ်ဘူးရှင်ကသူတို့လိုမဟုတ်ဘူးဆိုတာကျမယုံနေပြဿနာရှိရင်အတူတူဖြေရှင်းရအောင်လေရှင်ဘာမှမပြောဘဲနေတာကကျမကိုပိုပြီးဝေးကွာသွားစေတယ်ထက်မြက်ရဲ့မျက်ဝန်းမှာမျက်ရည်တွေဝဲလာတယ်သူဟာငငယ်ကအဖွားအိမ်မှာတယောက်တည်းကျိတ်ငိုခဲ့ရတဲ့ကောင်လေးဘဝကနေအခုထိမထွက်နိုင်သေးတာကိုသတိထားမိသွားတယ်နေ့ရဲ့နှွေးထွေးတဲ့ဖေးမမှုကြောင့်သူစတင်ပြီးစကားပြောလာနိုင်ခဲ့တယ်ငါတို့အိမ်အောင်ရေးပျက်စီးသွားမှာကိုကြောက်တယ်နှင်းသူ့ရဲ့ရိုးသားတဲ့ဝန်ခံချက်ကသူတို့နှစ်ယောက်ကြားကနယံကြီးကိုဖြိုချလိုက်တယ်လို့ပါပဲနှင်းကပြုံးပြီးသူ့ကိုပိုတိုးလို့ဖတ်ထားလိုက်တယ်နောက်ထပ်နှစ်အနည်းငယ်ကြာတဲ့အခါထက်မြက်တို့မှာသားလေးတယောက်ထွန်းကားလာခဲ့တယ်။သားလေးကိုပထမဆုံးအကြိမ်ခြိလိုက်ရတဲ့အချိန်မှာထက်မြက်ရဲ့ရင်ထဲမှာတခါမှမခံစားဘူးတဲ့ခံစားချက်ကြီးဖြစ်ပေါ်လာတယ်။ငါသားကိုတော့ငါလိုမျိုးမေတ္တာငတ်တဲ့ဘဝမျိုးလုံးဝအဖြစ်မခံဘူး။အဲဒီနေ့ကစပြီးထက်မြက်ဟာသူ့ရဲ့အတိတ်ကဒဏ်ရာတွေကိုအပြီးပိုင်နှုတ်ဆက်နိုင်ခဲ့တယ်။သူဟာသားလေးကိုချစ်ချင်းမေတ္တာတွေအပြည့်အဝပေးတဲ့နှင်းကိုလည်းအရင်ကထပ်ပိုးပြီးဂရုစိုက်လာတယ်။အဖွားကတော့မြေးလေးကိုကြည့်ပြီးပီတိဖြစ်လို့ပေါ့။ညနေခင်းအလုတ်ကပြန်လာတိုင်းအိမ်ရှိမှာဆော့နေတဲ့သားလေးရဲ့အတန်နဲ့ပြုံးရွှင်စွာစီးကြိုနေတဲ့နှင်းကိုမြင်ရတဲ့အခါထက်မြက်ရဲ့နှလုံးသားဟာနှွေးထွေးမှုတွေနဲ့ပြည့်ရှံနေတတ်တယ်။သူ့ဘဝရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခဲ့တာကငွေကြေးမဟုတ်ဘူး၊ဂုဏ်တက်မဟုတ်ဘူး။သူ့ကိုအရှိအတိုင်းလက်ခံနားလည်ပေးတဲ့မိန်းကလေးတစ်ယောက်ရဲ့မေတ္တာသားဖြစ်တယ်ဆိုတာသူအကျွမ်းမဲ့ယုံကြည်သွားပါပြီ။အိမ်အောင်ရဲ့အစင်မပြေတဲ့မိသားစုကလာခဲ့ပေမဲ့အခုတော့သူဟာအေးချမ်းသာယာဆုံးသောမိသားစုလေးတစ်ခုကိုကိုယ်တိုင်တည်ဆောက်နိုင်ခဲ့ပါပြီသားလေးရဲ့3နှစ်ပြည့်မွေးနေ့ပွဲလေးကိုအိမ်မှာပဲရိုးရိုးရှင်းရှင်းကျင်းပဖို့နှင်းနဲ့ထက်မြက်တို့ပြင်ဆင်နေကြတယ်ထူးဆန်းတာကအဲ့ဒီနေ့မတိုင်ခင်နှင်းကထက်မြက်ကိုခွင့်တောင်းရုံမကပဲသူ့ရဲ့မိဘနှစ်ပါးစလုံးကိုဖိတ်ကြားထားခဲ့တာပါထက်မြက်ရှင်သူတို့ကိုခွင့်လွှတ်နိုင်မလားဆိုတာကျွန်မမသိဘူးဒါပေမဲ့ရှင်ရင်တွေကအတိတ်ကိုအပြီးသက်ဖို့ဆိုရင်သူတို့ကိုရင်ဆိုင်ဖို့တော့လိုတယ်
နှင်းရဲ့စကားကြောင့်ထက်မြက်စိတ်လှုပ်ရှားနေမိတယ်နှစ်ပေါင်းများစွာဝေးကွာနေခဲ့တဲ့မိဘတွေသူတို့ကိုမြင်ရင်ဘလို့တုံ့ပြန်ရမလဲဆိုတာသူမဝေခွဲတတ်ဘူးမွေးနေ့ပွဲနေ့မှာအဖေနဲ့အမေတို့အသီးသီးရောက်လာကြတယ်တယောက်နဲ့တယောက်အိမ်အောင်သစ်တွေနဲ့မှုအစင်မပြေဖြစ်မှာစိုးရိမ်ခဲ့ပေမဲ့သူတို့အားလုံးဟာအိုမီးရင်ရော်နေကြပါပြီအဖေကထက်မြက်ကိုကြည့်ပြီးမျက်လုံးချင်းမဆိုင်ရဲရှာဘူးသားအဖေတောင်းပန်ပါတယ်ဆိုတဲ့စကားတခွန်းကထက်မြက်ကိုအံ့ဩသွားစေတယ်အမေကလည်းမြေးလေးကိုပွေ့ချီရင်မျက်ရည်တွေဝဲနေခဲ့တယ်သူတို့နှစ်ယောက်စလုံးဟာသူတို့ရဲ့ကိုယ်ပိုင်ဘဝသစ်တွေမှာပျော်ရွှင်ခဲ့ကြပေမဲ့စွန့်ပစ်ခဲ့တဲ့သားတစ်ယောက်အတွက်နောင်တဆိုတဲ့အရေးမြဲကြီးကသူတို့ရင်ထဲမှာအမြဲရှိနေခဲ့မှန်းထက်မြက်မြင်လိုက်ရပါတယ်ထက်မြက်အရင်ကဆိုရင်သူတို့ကိုအပြစ်တင်စကားတွေအများကြီးပြောချင်ခဲ့တာဒါပေမဲ့ဘေးနားမှာသူ့လက်ကိုတင်းတင်းဆုပ်ကင်ထားတဲ့နှင်းကိုကြည့်လိုက်တဲ့အခါသူ့ရဲ့ဒေါသတွေကရေလိုအေးမြသွားတယ်အဖေနဲ့အမေကျွန်တော်ကိုမွေးပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကျွန်တော်အခုအရန်ပျော်နေပါပြီအတိတ်ကကိစ္စတွေကိုကျွန်တော်မေ့လိုက်ပါပြီထက်မြက်ရဲ့ဒီစကားကမိဘနှစ်ပါးလုံးရဲ့ရင်ထဲကအလေးကြီးကိုချပေးလိုက်တယ်လို့ပါပဲသူတို့သားအဖတွေကြားမှာနှစ်ပေါင်းများစွာခြားထားတဲ့တိုင်းကြီးကနှင်းဆိုတဲ့နားလည်မှုရှိတဲ့မိန်းကလေးကြောင့်ပြိုကျသွားခဲ့ပါပြီဧည့်သည်တွေပြန်သွားတော့ညင်းကအတော်လေးနဲ့နေပြီးအဖွားကတော့မြေးလေးကိုဖတ်ပြီးအိမ်မောကြလို့ထက်မြက်နဲ့နှင်းတို့နှစ်ယောက်တည်းဝရန်နာမှာထိုင်ရင်းလာမင်းကြီးကိုငေးကြည့်နေကြတယ်ကျေးဇူးတင်ပါတယ်နှင်းမင်းသာမရှိရင်ငါဘဝကအခုထိအမှောင်ထဲမှာပဲရှိနေအောင်ပါနှင်းကထက်မြက်ရဲ့ပခုံးပေါ်ကောင်းမိလိုက်ရင်ကျမကရှင့်ကိုလမ်းပြပေးရုံပါထက်မြက်တကယ်တမ်းအမှောင်ထဲကထွက်လာနိုင်တာကရှင့်ရဲ့ကောင်းမွန်တဲ့စိတ်ထားကြောင့်ပါထက်မြက်ဟာနှင်းရဲ့နှွေးထွေးတဲ့လက်ကိုစုပ်ကင်ထားရင်းသူ့ဘဝရဲ့အမှန်ကန်ဆုံးဆုံးဖြတ်ချက်ကနှင်းကိုလက်တွဲခဲ့တာပဲလို့တွေးနေမိတယ်မိဘမေတ္တာကိုတောင်းတခဲ့ရတဲ့ကောင်လေးဟာအခုတော့မိဘတွေကိုတောင်ပြန်လဲခွင့်လွှတ်နိုင်တဲ့မေတ္တာတွေပြေဝနေတဲ့ဖခင်ကောင်းတစ်ယောက်ခင်မွန်းကောင်းတစ်ယောက်အဖြစ်ဘဝကိုအေးချမ်းစွာဖြတ်သန်းသွားပါတော့တယ်။တိုင်းနဲ့တက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်။နောက်ထပ်ဘလို့ဇလန်းများအားတင်ဆက်ပေးရမလဲဆိုတာ comment တွင်ရေးခဲ့ပေးလို့ရပါတယ်ရှင်။ကြည့်ရှုသူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။